အခုဒီဗီဒီယိုလေးကတော့7 ampere ဟော battery သေးတစ်လုံးရဲ့ကျွန်တော်တို့500W inverter circuit လေးရဲ့2 ampere transformer လေးရဲ့ကိုသုံးပြီးတော့ကျွန်တော်တို့inverter circuit လေးတစ်ခုကို square wave inverter circuit ကိုတိဆောက်ပြီးတော့ကျွန်တော်မိမိလေးတစ်လုံးကိုထွန်းပြထားတာဖြစ်ပါတယ်အခုကျွန်တော်ဒီဗီဒီယိုလေးမှာတော့ manual square wave inverter လေးတစ်လုံးအလုပ်လုပ်ဖို့ကိုတင်ပြသွားမယ် manual လို့ပြောတာကတော့ inverter ရဲ့လျှက်စစ်မီကိုဒီ inverter နဲ့ကျွန်တော်လျှက်စစ်မီကိုကျွန်တော်တို့ chain over တော့6ဆ switch နဲ့ပြောင်းပေးရတာဖြစ်ပြီးတော့ဒီ charging သွင်းတာနဲ့ကျွန်တော်တို့ body တက်ကြကိုလည်းကျွန်တော်တို့ဒီ high နဲ့ low switch လေးကိုသုံးပြီးတော့လက်နဲ့တင်ချလုပ်ပေးရတော့ manual inverter လို့ပြောတာဖြစ်ပါတယ်ကျွန်တော်တို့ကိုဒီ inverter တစ်လုံးရဲ့အလုပ်လုပ်ပုံကိုကျွန်တော်တို့ကြည့်မယ်ဆိုချင်ကျွန်တော်အရှိမ standard transformer ကနေပြီးတော့ MOSFET တွေကိုကျွန်တော်တို့ဒီဘက်မှာ standard T transformer MOSFET တွေကိုအပေါင်းလဲ switching ဒီမှာ MOSFET တွေကိုကျွန်တော်တို့အပေါင်းလဲနှုတ်လဲ switch လုပ်ပြီးရင် transformer ရဲ့ဒီတခြားဘက်ဒီဘက်မှာဆိုရှင်တူတန်ဒီကိုထွက်တာကိုကျွန်တော်ရဲ့ဒီ standard transformer အကြောင်းဗီဒီယိုမှာပြောခဲ့ပါတယ်ဒီဗီဒီယိုလေးကိုဒီဗီဒီယိုလေးကြည့်ပြန်ကြည့်နိုင်ပါတယ်ဒါ description မှာကျွန်တော် link ချပေးမှာဖြစ်ပါတယ်ပြီးရင် transformer ကိုဒီ switching လုပ်ပေးတယ်ကျွန်တော်တို့ဒီ MOSFET တွေရဲ့အကြောင်းကိုလည်းဒီဗီဒီယိုလေးမှာကြည့်နိုင်ပါတယ်ဒီအောက်မှာ link ရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော် switching or oscillation ဖြစ်တဲ့ CD4047 IC လေးရဲ့အကြောင်းကိုလည်းဒီဗီဒီယိုလေးမှာတွားရအောင်ကြည့်ရှုနိုင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ charging ပြည့်မပြည့်နဲ့ oscillation IC ကိုကျွန်တော်တို့ charging ပြည့်ဒီဘက်က charging ပြည့် oscillation IC ကိုကျွန်တော်တို့ train ပေးတယ်ကျွန်တော် Sina ရဲ့ diode အကြောင်းကိုလည်းကျွန်တော်ဒီဗီဒီယိုလေးမှာပြောရပါတယ်ဒီဗီဒီယိုရဲ့ discussion မှာလည်းရှိပါတယ်ကြည့်နိုင်ပါတယ်အခုဒါဆိုရှင်ဒီ inverter တစ်လုံးရဲ့အခြေခံတိစောက်ပုံကိုပြောပြီးဖြစ်တဲ့အတွက် manual inverter တစ်လုံးဘယ်လိုလုပ်လဲဆိုတာကို charging ရဲ့ inverter EPC နဲ့ဒီဘယ်လို cloud တွေနဲ့ပြောင်းပြီးလုပ်လဲဆိုတာကိုဆက်ပြီးပြောမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်ကျွန်တော်တို့အခုဒီဘက်ထုတ်သုံးမယ်ကျွန်တော်နှစ်ဆဘက်မှာကျွန်တော်တို့ high low ဆိုပြီးတော့ကျွန်တော် high low ဆိုပြီးတော့ဒီမှာလဲ coin ကျွန်တော်တို့ကွာရောနှစ်ထပ်ဒီမှာပတ်ထားတာဖြစ်ပါတယ်240နဲ့220တို့ပို့ဆိုပြီးတော့ပြီးသွားလို့ဆိုရှင်ဒီကနေပြီးတော့ဒီ high low switch ကနေပြီးတော့ကျွန်တော်တို့ဒီမှာ neutral နဲ့ဒီtransformer ရဲ့ဒီအစနဲ့စောစားနဲ့ကျွန်တော်တို့ဒီမှာ220ကိုကျွန်တော်ဒီမှာထုတ်ပြီးတော့တုံးတာလုပ်တွေကိုထုတ်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်နဲ့တုံးတာပုံမူတည်ပြီးတော့ဒီ switch လေးရဆိုလို့ရှင် low high ဆိုပြီးတော့low high ဆိုပြီးတော့ဒီမှာဖော်ပြတာဖြစ်ပါတယ်တကယ်လို့inverter ဘက်ကဒီကိုကျွန်တော်တို့ဒီ inverter ဘက်ကကြည့်မယ်ဆိုရှင်240volt ဆိုလို့ရှင်ဒီမှာ high ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ240 high ထွက်ပြီးတော့တကယ်လို့ low ဘက်ကို change ပေးလိုက်မယ်ဆိုရင်တော့220 volt ဒီဘက်ကနေထုတ်ပြီးသုံးဆွဲနိုင်ဖြစ်ပါတယ်ဒီလိုမျိုးနဲ့ကျွန်တော်တို့ coin ကိုပတ်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ inverter နဲ့ EPC ဆိုလို့ရှိရင်ဘယ်လိုများလုပ်လဲဆိုတာကိုကြည့်မှဖြစ်ပါတယ်ကျွန်တော်တို့အဓိကဆိုရှင်အဓိက6စာခလုတ်နဲ့ကျွန်တော်တို့တခုလိုတာဖြစ်ပါတယ်အခုဒီခလုတ်ကိုကြည့်မယ်ဆိုရှင်ကျွန်တော်တို့ battery ရဲ့ကျွန်တော်အပေါင်းစားနဲ့ဒီ battery ရဲ့အပေါင်းစားနဲ့ကျွန်တော်တို့ဒါနံပါတ်1မှာလာပြီးတော့ဆက်ထားပါတယ်ပြီးလို့ရှိရင်ဒီဘက်ကဒီဘက်ချာကိုတကယ်လို့ခလုတ်ကိုရွှေ့လိုက်လို့ရှိရင်ဒီ1နဲ့2နဲ့ထိကောင်းပါမယ်အဲ့တော့1နဲ့2နဲ့ထိပြီးတော့ကျွန်တော်တို့ battery ကနေပြီးတော့နှုတ်စားတော့ဒီမှာတော့ချိတ်ထားပြီးသားဖြစ်ပါတယ်အဲ့တော့1နဲ့2နဲ့ထိပြီးတော့ဒီမှာကျွန်တော်တို့ဒီ circuit ကို oscillation circuit နဲ့ဒီ MOSFET circuit ကိုပါရပြီးလို့ရှိရင်အဲ့တော့ဒီကနေပြီးတော့ဒီ battery ကလည်းဒီမှာပေါင်းစားပေးထားတယ်ပါဝါရပြီးတော့ဒီမှာဒီစနေပြီးတော့ switching တက်လက်ဒီoxidation IC ကနေ switching တက်လက်ပြီးတော့ဒီဘက်မှာ220 volt ကဒီလိုနဲ့ထွက်လာတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့က inverter အနေနဲ့သုံးတာဖြစ်ပါတယ်အဲ့တော့ဒီမီးလေးရဆိုလို့ရှိရင်လည်းဒါလေးကတော့ဒီခလုတ်လေးကတော့ဒါလေးကတော့ inverter ဘက်ကိုပြောင်းတဲ့အချိန်မှာဒီဘက်ကိုခလုတ်ပြောင်းရွှေ့တဲ့အခါမှာ inverter power ရနေတယ်ဆိုတော့သဘောကို inverter ကိုသုံးနေရဆိုတဲ့အနေနဲ့ signal လေးထည့်ထားတာဖြစ်ပါတယ်အခုကျွန်တော်တို့ကဒီခလုတ်ကိုကျွန်တော်အောက်ဘက်ကိုဆွဲချလိုက်မယ်ဆိုလို့ရှိရင်ဥမာခလုတ်ကိုကျင်းဒီအဲ့တော့ဒီနံပါတ်3စာရှိပါတယ်ဒီနံပါတ်3စာလေးကကျွန်တော်တို့ဒီ220voltဒါလေးက220voltနော်220 volt အဝင်ပါဝင် plug ပေါက်ပါအဲ့တော့ဒီ220 volt ဝင် plug ပေါက်နဲ့ plug ပေါက်ကနေပြီးတော့ကျွန်တော်တို့ဒီမှာနောက်တစ်ခါဒီ5နဲ့ဒီကောင်နဲ့5နဲ့3နဲ့ကတ်မယ်5နဲ့3နဲ့ကတ်ပြီးတော့ကျွန်တော်ဒီမှာ low high switch ကိုပေါ်ရောက်လာမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာလည်းဒီတစားက neutral နဲ့ဒီ220 volt တစားလည်း neutral နဲ့ဆက်ထားတဲ့ကြောင့်မို့ပြီးတော့အခု power ကလည်းတန်ထက်5နဲ့3နဲ့ကတ်တဲ့အချိန်မှာဒီကိုရောက်ပြီးတော့220 volt ကိုကျွန်တော်မီးလာတဲ့အချိန်မှာ220 volt ကိုလည်းအဆက်မပြတ်ထုတ်သုံးဆွဲနိုင်မှာဖြစ်ပါတယ်ဒီလိုလိုပဲကျွန်တော်တို့ inverter ကိုလည်းကျွန်တော်တို့က5နဲ့3နဲ့ကတ်သွားတဲ့အတွက်ကြောင့် low height ဆိုပြီးတော့
ဒီအဘတာကိုသူကစပြီးတော့အားသွင်းမှာဖြစ်ပါတယ်ဒီဘက်ထရီကိုအားသွင်းပြီးမှဖြစ်ပါတယ်အခုဒီမီလေးကိုကြည့်မယ်ဆိုတော့ဒီမီလေးကိုကြည့်မယ်ဆိုရှင်เนาะဘက်ထရီသားတကယ်လို့အားသွင်းနေဆိုရှင်ဘက်ထရီဘက်ကိုဟိုဘက်ထရီကသူကဆိုရှင်ဒီဟာအပေါင်းနဲ့သားနဲ့သူကဆက်ထားတဲ့အတွက်ကြောင့်မို့လို့သူကဆိုရှင်အားသွင်းမီလေးအားသွင်းနေတယ်ဆိုတော့သဘောတရားကိုဖြစ်နေတာချာကျင်သွင်းနေတဲ့သဘောတရားကိုဖြစ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာချာကျင်အားကိုဘယ်လိုသွင်းလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ကြည့်မှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဘက်ထရီရဲ့ကျွန်တော် neutral စားကတော့ကျွန်တော်ဒီမှာဒီကကွန်ရက်စနဲ့ဆက်ထားတာဖြစ်ပါတယ်ဒီသားနဲ့ပြီးလို့ရှိရင်ကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းကျွန်တော်ဒီ3နဲ့5နဲ့ထိတယ်ဆိုလို့ရှိရင်3 by 5နဲ့ထိပါတဲ့အခါမှာဆိုရှင်ဒီ220ဘောဆိုရှင်ဒီမှာ3နဲ့5ကိုဖြတ်ပြီးတော့ high low switch ကိုရောက်လာပါတယ် low wise ခလုတ်ကဆိုရှင်အားသွင်းလို့ပြောချင်းချာချင်အားသွင်းတော့ပြောင်းမြန်ဖြစ်ပါတယ် low back ကသွင်းလို့ရှိရင် low back ကဆိုရှင်ကျွန်တော်ဒီ low back ကဆိုရှင်ကျွန်တော် high charging current ဖြစ်ပြီးတော့ high back ကဆိုရှင်ကျွန်တော်တို့ low charging current နဲ့သွင်းတယ်လို့ပြောတာဖြစ်ပါတယ် low ဆိုရင်တန်းဖို့နဲ့သွင်းတာဖြစ်ပြီးတော့ high ဆိုရှင်တွဲဖို့နဲ့သွင်းတာဖြစ်ပါတယ်ကျွန်တော်အားဘယ်လိုသွင်းလဲဆိုရှင် battery ကျွန်တော်တို့အခုဆိုရှင်ဒီ cloud အောက်ကိုအခုရွှေ့ထားတယ်3နဲ့5နဲ့ဆက်နေတဲ့အတွက်ကြောင့်မလို့ဒီမှာဆိုဒီ battery ရတယ် battery ကနေတော့ဒီဘက် channel ဆိုဒီဘက်ကိုပါမရတော့ပါဘူးပါများတဲ့ကြောင့်မလို့ဒီ oxidation အဆင့်နဲ့ဒီ MOSFET တွေကကိတ်ပါလည်းမရှိတော့ကြောင့်မလို့ MOSFET ကဒီမှာဆိုရှင် MOSFET ရဲ့ကျွန်တော်တို့ diode ဒီမှာ diode လေးရှိပါတယ် MOSFET ရဲ့ဒီမှာ diode လေးရှိပါတယ်အဲ diode ရဲ့လမ်းကြောင်းတိုင်းဖင်ကနေပြီးတော့ဒီဝင်သွားတော့ကျွန်တော်တို့ကောင်းကနေပြီးတော့ပြန်ပြီးတော့ထွက်တယ်လို့ဖြစ်ပြီးတော့ဒီဘက်ကနေတော့ဝင်သွားပြီးတော့ကျွန်တော်တို့ဒီ battery ဒီကောင်းကနေပြန်ထွက်ပြီးတော့ bridge full way bridge rectifier လိုမျိုးဒီ diode နှလုံးဖျန်းနေဆက်ပြီးကောင်းကနေပြန်ထွက်တာလို့ဖြစ်ပြီးတော့အဲတော့ကျွန်တော်တို့ဒီ battery ကအပေါင်းစားနဲ့diode ကနှုတ်ဆက်ပြီးတော့ဒီမှာအားသွင်းနေတာဖြစ်ပါတယ်ဒီလိုမျိုးနဲ့ကျွန်တော်တို့အားဝင်သွားတာဖြစ်ပါတယ်ကဲလို့အားသွင်းပြီးတော့ဘက်ထရီရဆိုရှင်အားပြည့်မပြည့်သိရင်ကျွန်တော်တို့ဘက်ထရီရဲ့ဒီကျွန်တော်ဒီအပေါင်းလိုက်မှာကျွန်တော်ဒီစီနာ regulator circuit တွေကိုထည့်ပြီးမှဖြစ်ပါတယ်ဒီ12 volt စီနာလေးပါအဲတော့12 volt စီနာလေးဖြစ်တော့တကယ်လို့13 volt လောက်ဆိုရှင် LED ကမလင်းသေးပါဘူးအဲ့တော့ကျွန်တော်တို့14 volt လောက်ဖြစ်လာတော့ပြည့်လို့14 volt လောက်ဖြစ်လာရင်14 volt လောက်ဖြစ်လာရင်ဒီ LED ကလည်း2 volt လောက်ရတဲ့အတွက်ကြောင့်မို့လို့2 volt လောက်ရတဲ့အတွက်ကြောင့်မို့လို့ဒါ charging ပြည့်ပြီဆိုပြီးတော့ LED ကလင်းလာမှာဖြစ်ပါတယ်ဒီ resistor လေးကတော့အကီ current limiting resistor လေးတစ်လုံးခံပေးရမှာဖြစ်ပါတယ်။ဒါတော့ Zina နဲ့ကျွန်တော်တို့LED နဲ့ resistor တွေအားလုံးကို series ဆက်ပေးရမှာဖြစ်ပါတယ်။ Thanks for watching. အားပေးကြည့်ရှုမှုကိုအထူးကျေးဇူးတင်ရှိပါတယ်။ဝါသနာရကိရိသမျှကိုပြန်လည်မျှဝေတင်ပြခြင်းသာဖြစ်ပါသဖြင့်အစဉ်ပြေပြီဆိုတာက like subscribe and share လေးလုပ်ပေးကြပါခင်ဗျာ။ဗီဒီယိုများကိုတက်နိုင်သမျှအဆက်ဆက်နဲ့တင်ဆက်ထားတာဖြစ်တာကြောင့်playlist ကိုကြည့်ရှုခြင်းဖြင့်အလွယ်တကူပြန်လည်ရှာဖွေနိုင်ပါတယ်။